အားလုံးပဲမင်္ဂလာပါ brother တို့ကျွန်တော်ဒီနေ့ Premier League ပွဲစဉ်29တနင်္ဂနွေနေ့ည9:00နာရီမှာကစားမယ် Nottingham Forest နဲ့ Liverpool ပွဲကြိုတိုးတက်ခြင်းနဲ့ prediction တွေကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကြည့်လိုက်အောင်တဲ့ပထမကျော်တွေ့ဆုံမှာဆိုရင် Nottingham Forest က Liverpool ရဲ့အိမ်ကွင်းမှာတောင်းကစားပြီးတော့ 3-0 နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်ဒီနဲ့တင်ဟန်နောက်ဆုံးကစားခဲ့တဲ့ Premier League 9ပွဲကြည့်ရဆိုရင်Nottingham Forest ကတပွဲနိုင်တဲ့3ပွဲတည်းကြတယ်တပွဲရှုံးထားတယ် Liverpool ကြည့်ကြတော့အဆုံး9ပွဲမှာ2ပွဲနိုင်တပွဲရှုံး2ပွဲတည်းအဲ့တော့နှစ်သိန်းရဲ့ Premier League ကစားခဲ့တဲ့9ပွဲကတော့အရင်ကောင်းနေတယ်မှာတော့မပါဘူးအဲ့တော့ injury ချင်းနေကြည့်မယ်ဆိုလို့ရှိရင် Nottingham Forest မှာဆိုရင်အဓိကကုသမာ M7 မပါဘူးပြီးတော့သူတို့ရဲ့တိုက်စစ်မှု Wood ဟိုကလာရှိတဲ့ရာရှိနေတယ်မိုရီဟိုကလီယူတန်နဲ့ကစားခဲ့တဲ့ပွဲမှာချစ်လုံးထားရရှိခဲ့တဲ့အတွက်လီယူနဲ့တဲ့ပွဲရောဝူဘဝတန်နဲ့ကစားခဲ့တဲ့ဆုပ်ပြီးတဲ့နှစ်ပွဲကိုလွှဲချော်ခဲ့တာဖြစ်ပါတယ်လီဗာပူးဖက်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီလီဗာပူးမှာတိုက်စစ်မှုအစ်ဆက်ပါဘူးဖရက်ပေါင်မပါဘူးပြီးတော့ဘရန်ဒလီကလာရှိနိုင်ရမယ်ပြီးတော့အန်ဒိုကတော့ပြီးခဲ့တဲ့ပရီးမီးယားလိပွဲမှာဆိုလို့ရှိရင်တရားရှိခဲ့တဲ့အတွက်အဝင်နိုင်ခြင်းမရှိပါဘူးပြီးတော့ Nottingham Forest ပဲကြည့်မယ်ဆိုလို့ရှိရင် Nottingham Forest ကနောက်ဆုံးပရီးမီးယားလိကစားခဲ့တဲ့9ပွဲကအရင်ကောင်းနေတဲ့မှာမပါနေဘူး Nottingham Forest ကိုရှောင်းတိုင်းစာကိုက်တော့ပါဆိုရင်စာပိုင်းမှာဆိုရင် Nottingham Forest ရတာတွေကောင်းခဲ့တယ်ဒီမှာနောက်ပိုင်းမှာရတာတွေဖြည်းဖြည်းဆိုးလာပြီးတော့တန်းစင်းစုံတော့ရောက်ရှိခဲ့တာဖြစ်ပါတယ်အခုဆိုရင်ရှောင်းတိုင်းကိုထုတ်ပြီးတော့နိပြအသေးကိုခံလိုက်ပြီးနိပြတဲ့နေရာသူတို့ဘယ်လိုမျိုးဆက်ပြီးတော့ကစားရမှာလဲNottingham Forest ကနိပြလေးတရားပြပြနေတဲ့အတွက်သူတို့ကကိုယ်ထက်မှကစားရမယ်တန်ပေါ်ညီနိုင်နေလိုက်နေဖြစ်နေတာဒီဆက်အတင်းကမတည်ငြိမ်သေးဘူးကောင်းတဲ့ပွဲကောင်းလို့မကောင်းတဲ့ပွဲလည်းမကောင်းပဲဖြစ်နေတယ်ဟုတ်ကဲ့Nottingham Forest ပုံမှန်ဆိုလို့ရှိရင်အဓိကဘယ်သူလေးကိုစောင့်ကြည့်ရမယ်ဆိုလို့ရှိရင် KY ဆိုရင်ရှိရင် Nottingham Forest ရဲ့တိုက်စစ်မှုနဲ့ကွင်းလဲကိုချိတ်ဆဲပြီးတော့ဂိုးတွေတွေ့ပေးနေတဲ့တိုက်စစ်မှုတယောက်လည်းဖြစ်တယ် Nottingham Forest ရဲ့အောက်ကူရတဲ့တိုက်စစ်မှုတယောက်ဖြစ်တယ်ပြီးတော့ကွင်းလဲကစားသမားအန်ဒါဆန်ရဲ့ဒီမှာဆိုလို့ရှိရင်ပရီးမီးယားလိကွင်းလဲတွေထဲမှာတော်တော်လေးကိုကောင်းတဲ့ကစားသမားတယောက်လည်းဖြစ်တယ်အင်္ဂလန်လေရေးစင်းမှာလည်းရွေးချက်ခါရဖို့များတဲ့ကစားသမားတယောက်တင်းကြီးတော်တော်များများလည်းလူချင်းနေတဲ့ကစားသမားတယောက်လည်းဖြစ်တယ်အန်ဒါဆန်ဆိုလို့ရှိရင် Disney ပိုင်းရော physical ရောလောအားရောဆွဲဆောင်ကစားနိုင်တဲ့ကွင်းလဲကစားသမားတယောက်လည်းဖြစ်တယ်ဒီအန်ဒါဆန်ကိုလည်းစောင့်ကြည့်ရမယ်ကစားသမားတယောက်အနေနဲ့တည်ထားရမယ်Nottingham Forest က